စကားပြောတဲ့အခါမှာလည်းပဲမြတ်စွာဘုရားကတင်ထားတယ်သိချာမှတ်သားထားဖို့တော့ကိုစီကံတမတ်ဖို့လို့ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မနာဟုသာပြောမယ်မမနာဟုမပြောဘူးဒါတခုဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းနဲ့မပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာဟိုသာပြောမယ်အကျိုးမရှိတာမပြောအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားစီမှန်လဲမှန်ရမယ်အကျိုးလည်းရှိရတစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲအကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့အချိန်ကြမှာပြောမယ်နော်တော့ဘူးနော်မနာဟိုသာပြောမယ်အကျိုးရှိတဲ့ဟာဟိုသာပြောမယ်ပြောရင်လည်းပြောတဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့အချိန်မှာမပြောနဲ့ကဲပြောတဲ့အခါကျတော့စကားလုံးကဘယ်လိုစကားလုံးနဲ့သုံးမလဲဆိုတဲ့အခါရှင်ကြီးနေမှာတဲ့စကားနဲ့သုံးရမယ်ဆိုင်ဆိုင်နဲ့အတုံးနဲ့မပြောရဘူးဆိုတော့စကားဆိုတာဆိုင်ဆိုင်ပြောရလဲစကားဖြစ်တာပဲရှင်ကြီးပြောလဲစကားဖြစ်တာအဲ့တော့ဆိုင်တော့မပြောဘူးရင်ကြီးပြောမယ်စကားလုံးရွေးချယ်ဒါဖြင့်စကားလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲမဟုတ်သေးဘူးဒါကြောင့်မို့စိတ်ပါထည့်လိုက်ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူးခင်မင်နဲ့မေတ္တာစိတ်နဲ့ပြောမယ်ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာမနာဟုသာပြောမယ်အကျိုးရှိတာဟုသာပြောမယ်ပြောတဲ့အချိန်အောင်မှပြောမယ်ရှင်ကျေးလိမ္မာစွာပြောမယ်မေတ္တာစိတ်နဲ့ပြောမယ်အဲ့ဒါလို့နှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံလေးအကောင်းပဲဖြစ်တယ်ဆိုးပဲဖြစ်ဘူးဒါမြတ်စွာဘုရားရဲ့အဆုံးအမဒီတဲကတစ်ခုခုချွေရင်းလိုက်တာနဲ့တည်းနဲ့မနာဘူးမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှိရင်ဒါအဖြစ်ဖြစ်သွားကိုယ်စကားဟာမကန်တာတွေပြောတယ်အကျိုးမဖြစ်တာတွေကိုပြောတယ်မပြောတဲ့အချိန်လျှောက်ပြောတယ်ရိုင်းဆိုင်ပြောတယ်ဒေါသနဲ့ပြောတယ်ဒါတော့မှစကားအကောင်းမဖြစ်နားကောင်းဖြစ်အဲ့တော့အကောင်းဖြစ်အောင်တတိဆောင်ကြအောင်